ခွဲပြအတ္တစိတ်မာနကောင်းကင်တွင်နေကိန်းသမားနေဖယားရှိဒေသနာတော်တရားများလို့နာရမသိနိုင်ရှာငါလောက်တာငါအတွက်ဖြစ်စေငါလောက်ကောင်းမှုတော်သူမရှိနိုင်ဘူးမအင်းငင်ရေလိုက်စိတ်ကမှယူမိုက်ဘဝရွက်လေဖြစ်သမျှပြည့်မဲ့သဘာရဲ့နောက်ဆုံး၍ကျန်လမ်းမဲ့ရှိတဲ့ငရေနဲ့မိတ်ကံမူတန်မြာခရီးသွားတို့လူနိုင်သလားလူခဲ့စီခြင်းသည်အတိတ်ဘဝကံကြမ္မာအတိုင်းနာတန်မြာခွေမှာချမ်းသာစေရဲ့ဒီကြောင့်တရားသင်ပြူသောကံတိုင်းခံရမည်ဘဝတိုင်းဒီမလွတ်နိုင်အမမဝေဘဒီဘဝမှာအကောင်းဆုံးလမ်းလို့ရှာငါပိုင်ဆိုင်သမျှငါစွတ်သွားရ၏လာရလန်းသင်ပြန်တဲ့ကပုံရိပ်နဲ့ကဘာမြင်စီမှာတနတ်ဥစ္စာငွေကြီးအားလုံးကိုမခင်တွေ့နဲ့တော့အစွဲတွေကိုအားလုံးစွတ်သွားပါပန်းတဝင်းရဲ့ဘဝဖြစ်တဲ့အတိုင်းရွှေကြီးမရောက်ခင်ဝင်ဝင်အင်္ခါရအတိုင်းအချိန်ကိုကန့်တတ်ကံတရားပေါ်ဒီအတိတ်ဘဝဆိုတာမဆုံးနိုင်တန်တရားတောက်ကံအဆုံးလေးမမြင်နိုင်မီအလူဒါနသီလသမာဓိလူသားတွေတိုင်းရှိသာဝရကဘာကြီးတန်ကြီးနတ်လူအပေါင်းသာတို့ပေါ်နိုင်မီပြစ်လိုက်လူဘဝကပြားတစ်ပုတ်ကိုဒီတွင်ပြောင်းကျွန်တော်ရေးသူဆိုအရှင်ဘုရားခဲ့ပြီအစရှိအဆုံးမမြင်ဘဝပေါင်းများစွာတွေ့ကြည့်အောင်မြတ်တာထားနဲ့ငယ်လူအရာရာမှာငြိမ်းအေးချမ်းသာဘဝဘူမင်းများလောင်မြိုက်ခြင်းမှကင်းဝေးကြမှာဆန္ဒပါမိဘူးငြိမ်းစေနေကြီးကုသိုလ်ဒါနအကျိုးချမှန်တော်လဲခင်မြတ်တော်တရားလူချင်းတူမတူသလိုခွဲကြအတ္တစိတ်မာနမထားနဲ့ဝိုင်းကပူညီပါလူဘဝကဗျာကိုဒီချင်းတဲ့ဘုရားဖွဲ့လိုက်ပါသည်